အမေဇူလိုင်း3ရက်ကနေ10ရက်အတွင်းမြန်မာနိုင်ငံမှာမိုးအလွန်တက်ထန်ပြီးရေကြီးမြူနိုင်တဲ့ double warming လို့ခေါ်တဲ့မုန်တိုင်းတစ်ခုကြာညက်တဲ့တံကိုခံရနိုင်ပါတယ်။ဘယ်ဒေတာတွေအဆိုးဆုံးဖြစ်မလဲဆိုတာကြည့်ကြရအောင်ပါ။ပထမတစ်ခုကဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအကောင်းတဲ့မုန်တိုင်းငယ်တစ်ခုဖြစ်လာပြီးအိန္ဒိယဘက်ကိုဥတီသွားမှာပါ။ဒါပေမဲ့သူ့ရဲ့အရှင်ကြောင့်ကျွန်တော်တို့ကမ်းရိုးတန်းမှာမိုးတိမ်တိုက်ကြီးတွေကျန်ခဲ့မှာပါ။ဒုတိယတစ်ခုကတော့တောင်တရုတ်ပင်လယ်ဘက်ကမုန်တိုင်းကျွန်းကျန်တွေကလာအိုကိုဖျက်ပြီးတော့မြန်မာနိုင်ငံအထက်ပိုင်းကိုအစိုးတက်တွေရိုက်သွင်းလာမှာဖြစ်ပါတယ်။ဒီလိုရာသီဥတုဖြစ်စဉ်ကြောင့်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့တပတ်လုံးမိုးလုံးတက်ထန်မှာဖြစ်တာမို့လို့မြေပြိုတာနဲ့လျှက်တစ်ပြက်ရေကြီးတာကိုအတိပြုရမှာဖြစ်ပါတယ်။နောက်တစ်ခုက AR ရန်ကုန်နဲ့ပခိုးကတော့ဇူလိုင်3ရက်ကနေ9ရက်အတွင်းမုတ်တုံလေပြင်းနေတဲ့အတူမိုးကြီးပါမယ်။ပင်လယ်ဒီတက်ချိန်နဲ့ကြုံရင်ယူပြရေဝတ်တာတွေဖြစ်နိုင်ပါတယ်။စကိုင်းကချင်မန္တလေးနဲ့ရှမ်းမှာတော့ဇူလိုင်9ရက်ကနေနောက်ပိုင်းပြုတ်ဘက်ကလေဝေးလိုက်နေကြောင်းမိုးရိုးတရတိတိတတာပိုတဲလာပြီးမြည်ချင်တာဖြစ်လာနိုင်ပါတယ်။အဓိကကတော့ကန်ဒီကန်ဝေးငါးဖမ်းလေတွေလှိုင်းကျင်းနိုင်လို့ပင်လယ်ပြင်ခီးတွေကိုအထူးရှောင်ရှားသမီးတောင်တန်းနဲ့ကမ်းရိုးတန်းဒေသမိဘပြည်သူများအနေနဲ့ရေဘေးမြေပြိုဘေးအနေတွေအားလုံးပဲကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်ပါတယ်ခင်ဗျာ။အားလုံးပဲဘေးအန္တရာယ်ပေါင်းမှပြင်ဝေးကြပါစေ။